ဆရာတို့ဒီသင်ခန်းစာမှာကတော့ဒီ Cartoon Animator version 4ပေါ့နော်ဒီစုံဝဲကိုအသုံးပြုပြီးတော့ဒီ camera ကိုဘယ်လိုချိန်မလဲပေါ့နော်ဘယ်လိုကတ်ဖြတ်မလဲပေါ့အဲ့ဒီဟာလေးကိုဒီအကြံဉာဏ်ရှင်းပြပေးမှာနော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီဆရာတို့နေဒီ scene တည်ထားတယ် scene ထဲမှာဒီ character ထည့်ထားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပုံစံမျိုးရနေတယ်ပေါ့အဲ့လိုမျိုးအနေထားမှာဆိုလို့ရှိရင်ဒီဆရာတို့အနေနဲ့ဒီ100 frame လောက်မှာပေါ့နော်ဒီ100 frame လောက်မှာဒီသူ့ကို close up ပြမယ်ပေါ့နော်ဒီဘယ်လိုမျိုးပြမလဲပေါ့ဆိုတော့အဲ့ဒီဟာလေးတစ်ချက်ကြည့်အောင်နော်ဆိုတော့ဒါကင်မရာကတော့ဖွင့်ထားရမယ်ပေါ့နော်ဒါပြီးတော့ပြီဆိုရင်ဒီမှာဒီ project setting ထဲမှာပေါ့နော်ဒီကင်မရာဆိုတဲ့ဒီ function ကိုဖွင့်ထားမယ်ဆိုတော့ဒါကတော့မလို့ဆိုပိတ်ထားလိုက်မယ်နော်ဆိုတော့အဲ့ဒီလိုမျိုးအနေထားမှာဒီ100 frame လောက်မှာဒီ2ကို close up ပြမယ်ပေါ့နော်ပြတဲ့အခါမှာဒီ2ကို select မှတ်နော်ဒီကင်မရာကိုဖွင့်ပြီး2ကို select မှတ်ပြီးသွားပြီဆိုရင်ဒီမှာ add key ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်ချလိုက်မယ်ပေါ့နော်ဆိုတော့ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီ key frame လေးတစ်ခုခေါ်လိုက်မယ်ပေါ့နော် frame 1ပေါ့ right arrow လေးနှိပ်ပြီးတော့ frame 1ခေါ်လိုက်မယ်ခေါ်ပြီးသွားတော့2ကိုဒီ zoom လေးဆွဲလိုက်မယ်ပေါ့နော်ဒီ close up ပေါ့ကိုပြချင်တဲ့ပုံစံအနေထားကိုဆွဲလိုက်မယ်ပေါ့နော်ဘယ်လိုပြချင်တာလားဒါမှမဟုတ်ဒီလိုပြချင်တာလားဒီလိုပြချင်တာလားဒါမှမဟုတ်ဒီလိုပြချင်တာလားပေါ့နော်ကိုပြချင်တဲ့ပုံဒီပြီးတော့အလုံးစုံလေးကိုကစားလိုက်မယ်ပေါ့နော်ဆွဲလိုက်မယ်ဆိုတော့ဒီဆရာကတော့ဒီလိုမျိုးပြလိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီ100 frame လောက်မှာတော့ဒီ switch လုပ်ပေးမယ်ပေါ့နော်ဒီပြောင်းပေးမယ်ပေါ့ဒီမှာဆိုလို့ရှိရင်တစ်ချက်ကြည့်အောင်ဒီလိုမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်ဒီ100 frame လောက်မှာပြောင်းတယ်ဒီ150 frame လောက်မှာ wide view ပြန်ပြမယ်ပေါ့နော်ထုံနည်းတူစွာပဲဒီ select မှတ်ပြီးတော့ add key လို့ add key ကိုနှိပ်မယ်ပြီးတော့ right arrow ကို keyframe တစ်ခုခေါ်လိုက်မယ်ပြီးသွားပြီဆိုရင်ဒီ home page ကိုနှိပ်လိုက်မယ်ပေါ့နော်ဒီ home ကိုပေါ့ home button လို့နှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒါ wide view ပြန်ဖြစ်သွားပြန်ရောနော်ဆိုတော့ဒီနေရာမှာအစားနေပြန်ပြီးတော့ play ကြည့်အောင်နော်ဆိုတော့ဒီ100 frame လောက်မှာဒီ wide view ပြမယ်sorry ဟို close set ပေါ့နော်ပြီးရင်150 frame လောက်မှာ wide view ပြထုံနည်းတူစွာပဲပေါ့နော်ဒီ cut တွေကိုဒီ100 frame လောက်မှာဒီမပြခြင်းပေါ့နော်ဒီ close up ကိုပေါ့ဆရာတို့နေဒီ80 85 90 frame လောက်မှာပြခြင်းတယ်ဆိုလို့ရှိရင်ဒီဟာလေးကို select မှတ်ပြီးတော့ဒီရှီတိုးနောက်စုပ်လေးပေါ့နော်ကစားလို့ရတယ်ပေါ့ဒါကတော့ဒါဒီဘယ်နေရာမှာချကြလဲဆိုတာကိုယ့်ရဲ့ဇလန်းပုံနဲ့ကိုယ့်ရဲ့ဒီစဉ်းစားပုံပေါ့နော်ဒီဖန်တီးမှုပေါ့ဟိုဒီပြီးတော့꿰သွားမယ်ပေါ့နော်ဒါကတော့ဒီအခြေခံသဘောတရားလေးပေါ့နော်ဒီကတ်ဖြတ်တဲ့ခါပေါ့ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာမှာပေါ့နော်ဒီကင်မရာကိုအသုံးပြုပြီးတော့ဒီကတ်ကိုဘယ်လိုဖြတ်မလဲပေါ့အဲ့ဒီဟာလေးကိုနားလည်မလို့ထင်ပါတယ်